ကဲအားလုံးပဲမင်္ဂလာပါအဲ့တော့ညီကိုတွေမင်္ဂလာပါဒီနေ့ညကတော့စင်တာကိုပတ်ခဲ့ရမယ်ညတဲ့ညပေါ့ဒါကကျွန်တော်အောက်ကြီးကြတဲ့ညီကိုတွေအောက်ကြီးကျွန်တော်တစ်ခွက်ရွေးချယ်ပေးခြင်းဖြစ်ပါတယ်လက်ရှိစင်တာပေးတဲ့ဈေးတန်း 1+50 ဈေးတန်းကကျွန်တော်အနေနဲ့တိတ်မကြိုက်ပါဘူး real video ကအောက်ဆုံးအသင်းပါအဲ့တော့အဆင့်6ကအသင်းအသင်းဖြစ်တဲ့ real video ပေးတဲ့ 1+50 ဈေးတန်းကအတော်လေးကိုချိုးတာလုံးနဲ့ပျော့ပြောင်းလုံးနေဖြစ်တဲ့အတွက်စင်တာကိုလုံးဝမကြိုက်ပါဘူးနောက်ပြီးဆိုစီတက်တုံကလည်း real video ကိုတက်တည်နေပါခင်းခဲ့တယ်ပေါ့အဲ့တော့ဘယ်လိုဖြစ်ဖြစ်ဈေးတန်းကလည်းဆိုစီတဲ့ဈေးတန်းတော့လည်းမရှိဘူးဒီရာဒီလာလီဂါမာကစင်တာကအင်ကွင်းလုံးဝမကောင်းတဲ့အတင်းအတင်းမှာအင်ကွင်းဆိုအတော်လေးကိုညံ့နေကိုရဖို့အတော်လေးရုံးခဲ့ရတဲ့အတင်းအတင်းအဲ့တော့ကျွန်တော်ကဒီပွဲမှာကဘယ်လိုနေဖြစ်ဖြစ် real video ကအောက်ဆုံးအတင်းဖြစ်တဲ့အတွက်ပေးတဲ့ဈေးတန်းကမမျှတဲ့အတွက်ဒီပွဲမှာကကျွန်တော်အနေနဲ့အောက်ကြီးဖြစ်တဲ့အောက်အတင်း real video ကိုကျွန်တော်ကြိုက်ပါတယ်အဲ့တော့ညီကိုတွေအကြိုက်တူလိုက်ခဲ့ပါအောက်ကြီးတစ်ခွက်ဖြစ်တဲ့အတွက်ကျွန်တော်ကအကြိုက်တူမှာလိုက်စေတိုက်တီးတည်ချင်ပါတယ်အားလုံးပဲကိုလက်ပါ